မတို့အမျိုးသမီးတွေဘရာဝတ်တဲ့ခါကျရင်ဘရာရဲ့အောက်မှာရှိတဲ့အစီလေးတွေနဲသွားစေဖို့ထိရောက်တဲ့လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးခြင်းနဲ့မင်္ဂလာပါတီချန်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့အမျိုးသမီးအများစုပေါ့နော်ဘရာရဲ့အောက်မှာအစီလေးတွေရှိတဲ့ခါကိုကြက်လေးတွေဝတ်တဲ့ခါကျရင်ဒီအစီလေးတွေကတိတာတယ်ပေါ့နော်ကြည့်ရတာနည်းနည်းကိုယုံကြည်မှုကိုနည်းစေတယ်အဲ့တော့မမကဒီနေ့အတွက်လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးခြင်းနဲ့ဒီလေ့ကျင့်ခန်းအတွက်တော့အလေးတုံးရှိဖို့လိုအပ်မယ်နော်အလေးမရှိဘူးဆိုရင်ဒါရေတံဖို့ကိုသုံးပြီးတော့လေဆော့ပေးလို့ရတယ်။ကိုင်စီယာခုံတစ်လုံးရှိဖို့လိုအပ်မယ်။အဲ့တော့အရင်ဦးဆုံးမတို့ရဲ့ခန္ဓာကိုယ်လေးကိုဗီဒီယိုမှာပြထားတဲ့အတိုင်းဒီလောက်တစ်ဖက်ကိုအနောက်ကိုလှန်ထားမယ်။အဲ့ဒီအနေထားကနေလေးနှဲငယ်ကွေးတမားလေးကိုနောက်ကိုပြစ်ပြီးတော့ကြောပြင်လေးကိုအရှိကိုင်းထားရမှာဖြစ်တယ်။ဒီအနေထားကနေနောက်ကျောညင်အားကိုအသုံးပြုပြီးတော့အလေးကိုခါးဘီနားလေးကိုဆွဲပေးရမှာဖြစ်ပါတယ်။ဒီကစားနည်းလေးကိုတော့ဘယ်ဘက်ကို15ချိန်ညာဘက်ကို15ချိန်နဲ့ဘယ်ညာမှတစ်ကြောလို့သတ်မှတ်ပြီးတော့စုပေါင်း3ကြောကစားပေးရမှာဖြစ်ပါတယ်။ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်။လေ့ကျင့်ခန်းနေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါဦးမယ်။ဗီဒီယိုလေးကိုစုံထိအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလှပခြင်းနဲ့အမျိုးသမီးတိုင်းအတွက်တီချန်တော်ရှိရနော်။